တခုသောမနက်မှာပေါ့ဥပေါ်ဦးရဲ့အိမ်ရှိပြောင်လက်တန်ရှင်းနေတဲ့အိမ်ဝင်းတွေကိုမင်းလူလင်တယောက်ရောက်လာတယ်။နမ်းမြို့ရိုးအတွင်းရွှေနန်းတော်ကြီးနဲ့မနီးမဝေးမှာရှိတဲ့ဥပေါ်ဦးရဲ့အိမ်ဟာအမြဲတန်ရှင်းနေတယ်။အိမ်ရှိမှာလည်းဥပေါ်ဦးကိုယ်တိုင်မနက်တိုင်းတစ်ပြက်စီလဲထားလေတော့အမိုက်တပင်မရှိဘူးရှင်းတန့်တောက်ပြန်နေတယ်။အဲ့ဒီနေရာကိုရောက်လာတဲ့မင်းလူလင်ဟာဘာမပြောညာမပြောနဲ့အခင်းကြီးသွားမဲ့ပုံစံနဲ့ထိုင်လိုက်တယ်။အဲ့ကအမတ်ကြီးကဟဲအဲ့ဒါဘာလို့မလို့လဲလို့ပြူးပြပြေးသွားပြီးမေးလိုက်တယ်။ထိုင်ချလိုက်တဲ့လူကလက်ထရဲပြီးတော့မစင်စွတ်မလို့ပါအမတ်ကြီးလို့ယူသည်ဆိုရှောက်လိုက်တယ်ပေါ့အဲ့ကောင်ဟာဥပေါ်ဦးကတဲကျူးကြော်စောကားကငါအိမ်ဝင်းထဲကိုမြန်မစင်စွတ်ရမယ်လို့စိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်တဲ့အခါမင်းလူလင်ကမင်းတရားကြီးကိုရိုတိုင်းကဥပေါ်ဦးအိမ်မြေတလေးမှာအခင်းကြီးသွားချေအမိန်တော်ချမလိုက်လို့ပါခင်ဗျာတီးခံတော်မူပါလို့တောင်းပါတယ်သူတစ်ပါးကိုကတိကောက်လုပ်ခဲ့တဲ့ဥပေါ်ဦးကအလွန်ခံရခက်သွားတယ်ဒါပေမဲ့လည်းသူမင်းမိန်ကိုမတားစီရဘူးမတားစီနိုင်ဘူးဘယမင်းတရားကြီးရဲ့အမိန်တော်ကအခင်းကြီးသွားချေလို့ပါတယ်နော်လို့သေချာအောင်ဥပေါ်မှုကထပ်မေးလိုက်တယ်မင်းလူလင်ကမှန်ပါတယ်ခင်ဗျာအေးဒါဆိုရင်တော့မင်းမိန်ကိုနာခံရမှာပေါ့ဒါပေမဲ့လည်းခဏလေးနေပါအောင်ကွယ်ဆိုပြီးဥပေါ်ဦးကတားလိုက်တယ်ပြီးတော့သူ့ရဲ့အစီကံဓာတ်သွေးနေတဲ့နေရာကနေပြီးတော့ဓာတ်တောင်းလိုက်တယ်ချက်ချင်းပဲမင်းလူလင်ရဲ့ခေါင်းပေါ်မှာဓာတ်မိုးထားလိုက်ပြီးတော့ကဲအမိန်တော်ထဲမှာအခင်းကြီးသွားစီပါတဲ့အတွက်အခင်းကြီးသွားပြီတော့ဒါပေမဲ့အခင်းလေးသွားစီမပါတဲ့အတွက်ကျင်ငယ်မထွက်ရဘူးကျင်ငယ်တစ်စက်ထွက်ရင်ဇက်အပြက်ပဲမင်းလူလင်ထရက်လိုက်တယ်အခင်းကြီးသွားတဲ့အခါကျင်ငယ်မထွက်ဘူးလို့ဘယ်သူပြောနိုင်မှာလဲဟုတ်ပြီနော်ဘယ်သူမှအာမမခံနိုင်ဘူးဘယ်ရဲ့အမိန်တော်ထဲမှာလဲကျင်ကြီးတာဆွန်ခိုင်းတာကျင်ငယ်ကမပါဘူးဥပေါ်ဦးကအဲ့ဒီဟာခွက်ကိုအမိရဖမ်းကန်ပြီးတော့ဓာမိုးထားလိုက်တာအဲ့တော့မင်းလူလင်ကြောက်သွားတယ်ဟုတ်ပြီနော်အဲ့ခါဥပေါ်ဦးကဟဲ့အောင်ကျင်ကြီးစွန့်လေးလို့ပြောတယ်မင်းလူလင်ကနေပြောကျွန်တော်ကျင်ငယ်မထွက်အောင်မတက်နိုင်လို့ပါလို့အထစ်ငေါပြန်ဖြေပြီးတော့အမတ်ကြီးရဲ့အိမ်မြေတလင်းကနေပြီးတော့ထွက်ခွာသွားတယ်အဲ့ဒီမင်းလူလင်ကတကယ်ပဲဘယင်ကြီးရဲ့အမိန်တော်နဲ့လာတဲ့လူဖြစ်တယ်ဒါကြောင့်အကျိုးအကြောင်းပြန်လဲသတော်ဦးတင်ဖို့ဘယင်ရှိတော်ကိုဝင်ရောက်ခါစားတယ်အဲ့မှာဘယင်ကြီးကမင်းလူလင်ကိုမေးတာပေါ့ပေါ်ဦးအိမ်ရှိမြေတလင်းမှာအခင်းကြီးသွားခဲ့ပြီးပြီလားပေါ်ဦးဆိုတဲ့ကောင်ဘာပြောတော်လို့မေးတယ်အဲ့မှာမင်းလူလင်အမှန်လားပါမိန်တော်ထဲမှာအခင်းကြီးပဲပါတယ်အခင်းလေးစွန့်စီမပါတဲ့အတွက်ကျင်ငယ်တစ်စက်ထွက်ရင်ဇက်အပြက်ပဲဆိုပြီးဓာမိုးထားတဲ့အတွက်မဆောင်ရွက်ခဲ့ရပါဗျာလို့တန်တော်ဦးတင်အဆုံးမှာတော့မင်းတရားကြီးအနေနဲ့လိုက်လဲရေမောလိုက်ပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ပုံမြင်လေးတွေကိုနားတော်တာဆင်ချင်နေဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကိုအပေါင်းလေးနဲ့အသေးလေးပေးကွန်မန့်လေးရှယ်သွားကြပါခင်ဗျာ